စာအုပ်ဆိုင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်တဲ့စာအုပ်တွေအများကြီးရှိလားမရှိလား ရှိပါတယ် ရှိရယ်ဘာကြောင့်နီလန်းပေါင်းစုံအများကြီးရှိဘာကြောင့်လူတွေကအောင်မြင်ဖို့အတွက်ခက်ခဲနေတုံးပဲဘာကြောင့်လဲအရင်ခေတ်တုန်းကလူတယောက်သူကယဉ်ကျေးမှုပိုင်းကိုကျင့်စာရိတ္တပိုင်းဥပမာလွန်ခဲ့တဲ့အနှစ်တရာဆိုပါဆိုရှေ့ဟောင်းဆိုတာကိုယ့်ရဲ့ကိုကျင့်စာရိတ္တလေးတွေအထူးအလေးထားပြီးတော့သူတို့ကကျင့်ထားတယ်သိနေရယ်သိနေတော့သူတို့ကမူလသူတို့ခန္ဓာကိုယ်ထဲမှာရှိပြီးတော့သူတို့အလုံးလုံးတဲ့ချိန်မှာနီလန်းလေးတွေရှာတွေ့ပြီးတော့သူတို့ရဲ့ဘဝကအောင်မြင်လာတယ်အောင်မြင်တော့သူတို့ကစာအုပ်တွေရေးကြတယ်ဘယ်လိုမှဒါလည်းအောင်မြင်နိုင်မလဲဆိုတာသူတို့ရေးရနီလန်းလေးတွေပြတယ်ပြတဲ့ချိန်မှာသူတို့ကကိုကျင့်စာရိတ္တပိုင်းကိုသူတို့ကဒါလူတိုင်းမှာရှိပြီးသားလို့ထင်တယ်အဲ့တော့ရှိပြီးသားဟာသူတို့မရေးတော့ရေးလဲနည်းနည်းပါကောင်းပါမယ်ဒါပေမဲ့အတိကမဟုတ်တော့သူတို့ဘာလုပ်လဲဆိုတာသူတို့ဘယ်လိုလုပ်ခဲ့တဲ့နီလန်းလေးတွေချထားတယ်ချထားတော့ market ကိုရောက်လာတော့လစတို့ရဲ့လူငယ်လေးတွေကဒီစာအုပ်ယူပြီးတော့သူကဒီလိုလုပ်တယ်နီလန်းတီးနန်းလိုက်လုပ်ကြည့်တယ်လစတို့က motivate ဘိုင်းကအတွေးခေါ်ဘိုင်းကအတိကဒါက logic ကအတိက80%လောက်ပါမယ်လုံနီးကအဲ့လောက်ထိအရေးမပါဘူး20%လောက်ပဲပါတယ်သူကဘာလုပ်လဲဆိုတော့အဲ့လုံနီးလေးတွေကျင့်တယ်အဲ့လုံနီးကို 100% လို့ယူဆလိုက်ပြီးတော့ဒါကျင့်တယ်ကျင့်လိုက်တော့မဟုတ်ရောမအောင်မြင်ဘူးကောအဲ့လိုလေဖြစ်လာတယ်အဲ့တော့သူ့မှာဘာလုပ်နေရလဲဆိုတော့အတွင်းရဲ့ပါဝါတစ်ခုလိုနေရဟုတ်နော်အမကမှာဒီလောက်များရဲ့စာအုပ်အောင်မြင်တဲ့စာအုပ်ကြည့်ချင်အဖြစ်ဘာကြောင့်မအောင်မြင်တာလဲဒါအတိကလို့လားစမြင်တယ်ပြီးတော့လှုပ်ဆောင်တဲ့ချက်ပေါ့ခေတ်မတူတော့လက်စတို့ရဲ့အခု internet ခေတ်သူတို့ရဲ့ခေတ်နဲ့မတူတော့အပြောင်းလဲတစ်ခုရှိမယ်ဒါပေမဲ့သူ့ရဲ့ logic ရှိလိမ့်မယ်နီလန်းကအတူယူလို့မရ logic ကိုအတူယူပြီးတော့ဘယ်လိုမှတာလင်လူများနဲ့ပေါင်းသေးဆက်ဆံဘယ်လိုမှစီးပွားရေးရဲ့နောက်ွယ်ရာရဲ့အကြောင်းအရာကဘာကြီးလဲအဲ့ဟာနားလည်ပြီးတော့လူရဲ့အကျင့်စာရိတ္တကဘယ်လိုလေးလဲအဲ့ဟာနားလည်ပြီးတော့ပေါင်းလိုက်တယ်လက်စတို့အခုခေတ်ကိုက်ညီတဲ့နီလန်းကိုဖောက်ကိုပြန်တီထွင်ချအဖြစ်ကအောင်မြင်မှုရလာတယ်အောင်မြင်မှုရလာတော့သူတို့လည်းစာအုပ်ပြန်ထွက်ထားတော့လားစတို့သူ့တွားယူလို့တန်းပြီးတော့ကူးလို့မရဘူးဥမာလားစတို့ EQ နဲ့ပတ်သက်တဲ့စာအုပ်လည်းအများကြီးပဲ market မှာလည်းအများကြီးပဲဒါပေမဲ့လားစတို့ကတိတဲ့ EQ ရဲ့ scale လေးတွေဒီလိုလူနဲ့စကားတော့ပြောရချင်းမှာဒီလိုပြောရမယ်ဒီလိုလုပ်ရမယ်နီလန်းတင်ယုံနဲ့မရအောင်ဘာကြောင့်လဲဆိုတော့လားစတို့လူမှာဆိုတာခန်းစားချက်တစ်ခုရှိရဲ့ဘယ်လိုခန်းစားချက်ရှိလဲဆိုတော့နေကအပေါ်ရင်ပဲပြောတာလားအပေါ်ရင်ပဲလုံတာလားတကယ်အတွင်းစိတ်ကနေစေတနာပေါ်နေတာဟုတ်လားမဟုတ်လားတော့မို့စကားပဲလားအစလို့ခန်းစားချက်ရှိရဲ့စကေးကအဲ့လောက်ထိအတိကမဟုတ်အစလို့ရဲ့အတွင်းပိုင်းကအတိကဖြစ်နေရဲ့ First step